ဒီစကားလေးတစ်ခုကိုကျွန်တော်လူတိုင်းသိချပေါ့နော်အပြန်အလှန်တယောက်တစ်လက်စီမေးကြလို့ရှိရင်ကျွန်တော်အခုဖြစ်နေတဲ့ပြဿနာတွေလည်းရှင်းပြီးသားဖြစ်သွားမယ်။နောက်လာမယ့်ပြဿနာတွေလည်းရှင်းပြီးသားဖြစ်သွားမယ်။လူတိုင်းသိတဲ့စကားလေးပဲ။ဘယ်လောက်ထိယုံလဲဟုတ်ပြီနော်ဘယ်လောက်ထိယုံလဲဆိုတဲ့စကားလေးကိုကျွန်တော်ကဘယ်လို relationship ပဲဖြစ်ဖြစ်ဘယ်လိုဆက်ဆံရေးမဆိုဘူးเนาะကျွန်တော်ဒီစကားလေးကိုမေးကြည့်လို့ရတယ်ဥပမာပေါ့သမီးကြားထဲမှာပဲဖြစ်ဖြစ်ပေါ့ okay ကောင်လေးကကောင်မလေးကိုယုံတယ်ပေါ့ 100% ဟုတ်ပြီအဲ့ဒါလို့သူကယုံကြည်မှုပေးလိုက်တယ်ဆိုလို့ရှိရင်သူယုံကြည်တဲ့သူဒီဒါတန်ဖိုးရှိလို့ဟုတ်ပြီနော်အဲ့ဒီလိုယုံကြည်ရတဲ့သူတန်ဖိုးရှိတဲ့လူကို100%မှာ100%တိတိကိုယုံပြီဆိုရင်အဲ့ဒီတန်ဖိုးကကျွန်တော်တို့ဘာပြန်ပေးမှာသူ့ငါယုံတယ်လေငါယုံလို့ရတယ်ဒါဆိုရင်အဲ့ဒီယုံကြည်တဲ့ကြီးကဘယ်လိုပေးမှာလဲဇက်ကနေကျွန်တော်ယုံလို့မရအောင်လို့အဲ့ဒီယုံကြည်မှုအတွက်တန်ကြီးဆိုတာရှိသူကယုံကြည်အောင်လို့တန်ဖိုးရှိတယ်ယုံကြည်အောင်လို့နေတယ်ဆိုရင်ကျွန်တော်တန်ဖိုးတစ်ခုပြန်ပေးရဒါတပည့်ကိစ္စတွေမပါဘူးတော့ကျွန်တော်လူချင်းမှာတန်ဖိုးသိရင်တန်ဖိုးရှိရင်ကျွန်တော်တန်ဖိုးပေးရမယ်နင့်ကယုံတာပဲမင်းကယုံတာပဲဒါလောက်နဲ့မရအောင်လို့ဟုတ်ပြီလားဆိုတော့အလုပ်ရှင်အလုပ်သမားဆိုတော့လည်းဒီတိုင်းပဲ100ဘူးယုံလားဒါမှမဟုတ်50ဘူးလောက်ပဲယုံလားမင်းတို့ငါ50ဘူးပဲယုံတယ်အဲ့တော့မင်းငါ့ရဲ့ယုံကြည်မှု100%ပြည့်အောင်ကြိုးစားဒါဆိုရင်50ဘူးခွင့်ရေးပဲပေးအခုချိန်မှာ50ဘူးပဲယုံခံရတဲ့သူကလည်း100ဘူးခွင့်ရေးမတောင်းနဲ့ဟုတ်ပြီနော်ဒါဆိုရင်100%လိုချင်တယ်ဆိုရင်ဟုတ်ပြီကျွန်တော်100%ပြည့်အောင်ကြိုးစားမယ်အဲ့ဒီ100%ပြည့်လာတဲ့ခါကျရင်ကျွန်တော်ဘာခွင့်ရေးပေးပါလဲအားလုံးကအလကားမရဘူးသိလားယုံကြည်တယ်လို့မင်းကယုံတယ်မရဘူးယုံကြည်ခံရတဲ့လူကလည်းယုံကြည်ခံရတဲ့တန်ဖိုးရှိတယ်ယုံကြည်တယ်ဆိုတဲ့လူကလည်းယုံကြည်လို့ပြန်ပြီးပေးဆက်ရမယ်အရာရှိတယ်ဘာစမ်းနေမရလက်ခံလားကျွန်တော်တော့အဲ့လိုပဲလက်ခံကျွန်တော်ကိုဘယ်သူပဲဖြစ်ဖြစ်100%မှာကျွန်တော်ဘယ်လောက်ယုံလဲโอเคခင်ဗျားက80ဘူးယုံရင်ကျုပ်ကခင်ဗျားကို80ဘူးနဲ့တန်တာပေးမယ်ကျုပ်စေတနာပိုင်း85%ကျွန်တော်9%တိုးပြီးပေးလိုက်ဒါပေမဲ့ခင်ဗျားရဲ့ပေးတဲ့တန်ကြီးထဲတော့ကျုပ်ကမလျော့စေရကျုပ်တို့ကဒီလိုခံရတာဆိုတော့ကျွန်တော်စဉ်းစားကြည့်တော့ကျွန်တော်ပြောတဲ့စကားလေးကဘယ်လောက်ထိယုံလဲဆိုတဲ့နောက်မှာတာဝန်ယူမှုတာဝန်ခံမှုနောက်လူလိုနားလည်မှုရေးကြည့်တယ်နော်လူပဲဒါပေမဲ့လူလိုနားမလဲတဲ့လူတွေရှိတယ်လင်မယားဆိုတဲ့နေရာမှာလဲဒီစကားလေးကိုတွက်ကြည့်လို့ရတယ်မိန်းမကြီးယောက်ျားကြီးရှင်ကျမကိုဘယ်လောက်ယုံလဲမိန်းမကြီးမင်းကဘယ်လောက်ယုံလဲမေးကြည့်တစ်ဖက်ကလည်းပြန်ဖြေရမယ်ရိုးသားပေါ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ကျွန်တော်ကျမကတော့ဘယ်လောက်ဘူးယုံတယ်ဘယ်လောက်%ယုံထားတယ်အဲ့ဒါဘာကြောင့်ဟုတ်ပြီအဲ့ယုံကြည်တဲ့အလျောက်လဲအဲ့ယုံကြည်မှုရဲ့တန်ဖိုးကိုကျွန်တော်ကဘယ်လိုပြန်ပေးဆက်နေတယ်ဘယ်လိုပြန်ပေးတယ်ဆိုရဲဟာမျိုးကိုတာဝန်ယူမှုတာဝန်ခံမှုနဲ့တော့ပြောရဲရမယ်ဆိုရဲရမယ်လှုပ်ရဲရမယ်ကန်ရဲရမယ်ယူရဲရမယ်ပေးရဲရမယ်ကျွန်တော်စကားကစဉ်းစားကြတယ်အများကြီးရှိတယ်နော်ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်လောက်ယုံလဲဆိုတဲ့စကားကိုလှုပ်ရက်နဲ့တွဲသုံးကြည့်လိုက်ကြောက်စရာအပြောင်းလဲတွေအများကြီးပဲ Love you guys